ဒါကတော့ကျွန်တော်ရဲ့ Minecraft ကဘာကြီးပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ Minecraft Hardcore ရဲ့မှာ Day 1 ကနေ100ထိကိုဘယ်လိုရောက်ခဲ့လဲဆိုတာကိုပြသွားမှာဖြစ်ပါတယ်ဒီဟာလည်းဗီဒီယိုတော်တော်လေးရှည်တာမလို့ကိုလိုတွေစားခြင်းတဲ့မုတ်လေးတွေဗာလေးသွားယူပြီးတော့ကျွန်တော်ရဲ့ step by step ဘယ်လိုလုပ်ခဲ့လဲဆိုတဲ့ဟာလေးကိုကြည့်ပြီးအောင်လို့တောင်းဆိုချင်ပါတယ်ကဲဒါဆိုတော့ subscribe လုပ်ပြီးလို့ရှိရင်ဗီဒီယိုလေးကိုစလိုက်အောင် let's go ဒီလိုရောက်စီရတယ်ဟုတ်ဟာကိုကြီးစီတော့ပြန်ရောက်ခဲ့ပြီပေါ့နော်ဟာမျောလင့်ထားတယ်ဟာကောစီပြန်ရောက်ခဲ့တယ်တဲ့ဆိုတော့ဒီတစ်ခေါက်ကတော့ကျွန်တော် spawn point လေးရတော့ဂျန်အရင်ဟိုးရင်တစ်ခေါက်ကလည်းဂျန်ကြီးတော့မဟုတ်ဘူးဆိုတော့ကျွန်တော်ဒီတော့ပေါ့နော်โอเคကျွန်တော်ဝါစတာနောက်ကြတော့ခုကနေလေပိုင်းတော့တော့ရောက်နေပြီမနက်ပိုင်းမဟုတ်တော့ဘူးဆိုတော့ကျွန်တော်မြန်လေးလှုပ်ရှားထားโอเคအခုကျွန်တော်တိုးရတော့ပြီပြီးတော့ဒီမောင်းကိုတက်လိုက်ပြီ yes မောင်းကတည့်ရမပြီးအကျင့်မကောင်းဒီဘက်ကလည်းတက်လိုက်နေဟောအိုင် what the heck is that we don't did oh shit ဒါဘလူးရီတိုင်းနေပတ်နေမှာလားအာလေလာယူရမှာโอเคအတင်းရောပေါ့သူ့ဘောင်ကဒီနောက်โอเคလိုက်တော့မယ်yes ဒါရလိုက်တင်ညာလေးပါကွာโอเคဆိုတော့အပေါ်ပြန်တက်လောလောဆယ်တော့ပိုက်စားလိုက်အောင်โอเคဆိုတော့ဒီအိုင်ယွန်လေးယူလိုက်မယ်နှစ်ခုပြောတာပေါ့โอเคလောလောဆယ်ခုကတက်တာကုန်သွားတယ်ဆိုတော့တက်တာကုန်သွားတယ်အတွက်ကျွန်တော်တက်တာအရင်ဆုံးတက်ပြန်သွားခုလာပြီးမှဘယ်ထပ်ဆင်းအောင်လုပ်တော့ဒါပေမဲ့ကျွန်တော် iron 4အမှာ diamond လေးရတော့ရအောင်လုပ်တယ်ねဟုတ်တယ်လေဘောလေကွာ၄ခုပဲကျွန်တော်ကြိုင်ပြေးလို့ရမှာမဟုတ်ဘူးအယုံနဲ့နေနေတော့ကျွန်တော်စီမှာရှောလန့်လားဖြည်းတော့ပါကွာမင်းရတယ်ဟုတ်တယ်ကျွန်တော်ကအဲ့လောက်ရှမ်းမဖြစ်ဘူးနော်ကောင်းလိုက်တယ်ဇွန်ဘီထဲမှာငါပထမဆုံးလုပ်ပြီးရတဲ့နေချင်းဒါပေမဲ့ရီထဲမှာဆိုရင်တော့အဲ့ကောင်လည်းလိုက်တိုက်ခိုက်မောင်ပြစ်ဖို့ချောင်းနေမြန်တက်ပါအေးတဲ့ဟောနေစောစီအဲ့လိုမျိုးကျွန်တော်လည်းတော်တော်လေးခက်ကြွေးစားတက်လာတော့ဗျာကျွန်တော်လည်းထူပါအောင်ဆိုပြီးတော့လမ်းတော့နားလေးမှာကျွန်တော်အိတ်လိုက်ပါတယ် yes အဲ့ဆိုအိတ်လိုက်မဲ့ကျွန်တော်မအိတ်ရတော့ကြာနေ okay ဒါဆိုဘောတက်မယ်ဒီမှာစာအကြီးရွယ်ကွာအကြီးရွယ်စားမလားyeah ဝါinventory ဖူးနေတယ်ငါနောက်မှအကြီးနောက်တော့ကြီးလွန်းတာပါကွာကျွန်တော်ဒီနားလေးမှာစောင့်မယ်ဟိုဘက်မှာတော့ကျွန်တော်စပွန်ရှိရပါတော့အနီးမွေးလေးပါဟုတ်တယ်မို့အဲ့လောက်မွေးပါငါအဲ့ရရင်သွားချလိုက်တယ်အဲ့လိုနဲ့ကျွန်တော် iron တွေ diamond တွေလည်းရှိသွားပြီဆိုကျွန်တော်အိမ်ဆောက်ဖို့လုပ်လိုက်တယ်ပေါ့နော်အိမ်ဆောက်ဖို့ကလည်းရေးကြည့်ရလေကျွန်တော်နေစရာအိမ်လုပ်တယ်မလားအဲ့ဒါနဲ့ကျွန်တော်အိမ်ဆောက်ဖို့လိုတဲ့ပစ္စည်းတွေယူတယ်ပြီးတော့ခါကျကျွန်တော်အိမ်ဆောက်လိုက်တယ်ပေါ့နော်ဆောက်တဲ့တူလေးဆောက်လိုက်ကြမယ် let's go
ကဲအခုဆိုတော့ကျွန်တော်အိမ်လေးဆောက်ပြီးသွားပြီ resort လေးကိုကြည့်လိုက်အောင်အော်အိမ်အတွင်းပိုင်းကျွန်တော်မလုပ်ရသေးဘူးရှော့အိမ်အတွင်းပိုင်းကကျွန်တော်နောက်မှလုပ်တော့မှရောက်ပါတယ်နော်အိမ်လေးကတော့တစ်မျိုးလေးပဲပေါ့နော်ခဏနေဟာဒီအိမ်မြင်တော့ဘာသွားမြင်လဲဆိုတော့ဂျပန်ရိုးရအိမ်ပုံစံကြီးသွားမြင်ပြီဘာဖြစ်ဒါကျွန်တော်ကိုဒီဇိုင်းသစ်တီထွင်ပြီးစောက်ထားတာလေးပေါ့နော်ဘာဖြစ်ခုလိုတော့မကြိုက်လဲကြိုက်လိုက်ပါဟုတ်ပါကိုကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်အိမ်လေးကအဲ့လိုနဲ့ဒီ7မှာကျွန်တော်ကအိမ်စလဲစောက်ပြီးသွားပြီဆိုတော့ဘာလို့မလဲကျွန်တော်တွေးနေနေအကြံတစ်ခုရလိုက်ပါတယ်ကျွန်တော်စဉ်းစားမိပြီဒီနေ့မှာတော့ကျွန်တော်ကကဘာမှာအကျယ်ဆုံး farm ကြီးတစ်ခုကိုစောက်တော့မှာပေါ့နော်ကျွန်တော်ဝါထဲမှာပေါ့အကျယ်ဆုံးကြီးဆိုတော့ကျွန်တော်လည်းပင်ပန်းတယ်လေဗျာဆိုတော့ကျွန်တော် farm တစ်ခုအနေနဲ့ကတော့ဒီမျိုးစပားတွေလည်းရှိဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်စဉ်းစားလိုက်တာဒီနားလေးတွေရဟိုးဘက်တွေပတ်ပြီးကျွန်တော်အိမ်ကိုအလဲပဖိုးမှာထားပြီးတော့ခကြကျွန်တော်အိမ်ကြီးကိုစောက်ပဲပြီးရင်စပတ်ကြီးတွေလည်းလိုက်ထားပဲပေါ့နော်ပြောရမှာဆိုရင်စပားထားရနေရပါဗျာဆိုတော့ကျွန်တော်အဲ့ဒါရေဆိုရဖို့အတွက်ကတော့ဒီကစပားတွေရောလုပ်ဖို့အတွက်ကျွန်တော်ဟိုးတွေလည်းလုပ်ပါတယ်လောလောဆယ်ပထမဆုံးကကျွန်တော်အဲ့ရမယ်လို့ထင်ပါတယ်ကဲဆိုတော့ကျွန်တော်တွေမထူအောင်ကျွန်တော်အဲ့ဒီစပားကင်းလေးကိုစောက်လိုက်အောင်အပီးထိတတရရလုပ်လိုက်ကြတော့ Okay let's go A few moments later ကျွန်တော် what Okay ဒါဆိုတော့ကျွန်တော် rain number 2လည်းပြီးသွားတယ် Okay rain number 2ဒီပဲလုပ်မယ်ဒါမှဆိုကျွန်တော်နေရာတော့မလောက်တော့လို့ပေါ့နော်ဟိုဘက်ကိုလောက်ဖို့အတွက် space ကမလောက်တော့လို့ဒီနားလေးစပားကင်းမယ်စပားကင်းပြီးရင်ကျွန်တော်စပက်ကြီးလောက်ဖို့အတွက်ဒီနားလေးမှာလောက်ရမယ်ပေါ့နော်ပြီးရင်နွားချံကြွက်ချံအကျုံးပေါ့ကြက်ချံဝက်ချံတွေပါလောက်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါလောက်ဖို့အတွက်အရင်ဆုံးကျွန်တော်နေရာရေးချအောင်မယ်ကျွန်တော်ရ high ပြီးမြောက်သွားပါပြီဗျာလှတော့မလှဘူးတော့ဒါပေမဲ့ကျွန်တော်ဒီမှာဘေးတွေမှာတော့ကျွန်တော်နွားတွေကြက်တွေမွေးဖို့တိုးတွေမွေးဖို့တော့ကတော့ဆင်သင့်ပါပဲကြရန်ကောင်းနေပြီကျွန်တော်မေ့တယ်ကျွန်တော်ဒီမှာလက်ထက်ကတဲတွေနဲ့ဟိုလုံးလို့လေအဲ့လိုနဲ့ day 16မှာကျွန်တော်ဒီမှာဒါတွေလည်းလုတ်ပြီးသွားပြီဆိုတော့ကျွန်တော်နောက်ရက်လေးကိုသွားလိုက်ကြတော့ကျွန်တော်အိမ်မှာစပားတွေစိုက်ခဲ့တယ်အခုကတော့ကျွန်တော်ဒီမှာရှောက်သွားရတာရွာလေးတော့ရောက်လာကျွန်တော်အိမ်ကဟိုဘက်လောက်မှရှိရပါတော့မတော့မှတ်ပြီးတော့ပြောရင်အိမ်ပြရင်တော့လည်းလှပြီပေါ့နော်ဟုတ်ပြီဒါဆိုတော့ဒါရင်တည်ပြီးတော့ခါကျကျွန်တော်ရဲ့ဟိုမှာကျွန်တော်ရဲ့ရွာမှာထားမဟုတ်ကျွန်တော်ရဲ့အိမ်မှာသွားထားတယ်ပေါ့နော်ကျွန်တော်အိမ်ကစပားချန်ကြီးကျဲတယ် Okay ပစ္စည်းခိုးရတာကောင်းဆုံးပဲအခုနောက် Minecraft အရှာဆုံးပစ္စည်းတစ်ခုတွေ့ပြီ Oh my god bro oh my god that is so cool by the way Okay ဒီနာဟေးပဲဒီမှာလာမယ်ကျွန်တော်စောစောကလေအဲ့ဒီပစ္စည်းဆိုတာရှားတဲ့ပစ္စည်းဆိုတာ tall grass ပေါ့နော်ဒီလိုမျိုး savanna biome တွေ savanna biome ကဘေးလို့ရှိရင်အများဆုံးတွေ့ရသူကအဲ့လိုမျိုး chest ထဲမှာရှားတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တွေကဒီတိုင်းမြက်ရိတ်တာတို့မြက်တွေပါလာအောင်လို့အဲ့ဒီဟိုင်းနဲ့ share တွေနဲ့ရိတ်တာတို့ sea toss နဲ့ယူတာတို့အဲ့လိုယူလုံးဝမရဘူးနော်အဲ့ tall grass ဆိုတာဟာလေးကအဲ့ဒါကြောင့်အဲ့ကောင်ရှားရလို့ပြောချင်တာပါအဲ့ဒါကျွန်တော်အခုရလိုက်ပြီလေဆရာကြီးဖြစ်သွားပြီလောလောဆယ်ဆိုတော့ကျွန်တော် 2 hours later ကဲအခုကျွန်တော်ဒီမှာပါနော်လာဘကန်လည်းတွေ့ပြီဆိုတော့ကျွန်တော်ဒီမှာရေလေးချမယ်ဟဲ့တစ်ထည့်ဝင်သွားဟာရေတယ်အထက်ချီအောင်ဝင်သွားโอเคကျွန်တော်ဒီမှာရေလေးတွေချပြီးတော့ကျွန်တော်ဒီ oxygen တွေမိုင်းမယ်ကဲတော့ဆိုတော့ရပြီမောသွားပြီဒါတက်တော့โอเคကျွန်တော်တော်များများမိုင်းလိုက်ရပါနော်ခုတော့ထားရတော့ရွာက villager နှစ်ကောင်ခေါ်ခဲ့မယ်ဆိုပြီးတော့လမ်းမှာတွေးထားတာโอเคဘာဖြစ်ကျွန်တော် villager ကိုခေါ်ပြီးအိမ်ပြန်မယ်ခုမှအိမ်ပြန်ရမှာမတည်ရโอเคနောက်ဆုံးတော့အိမ်ပြန်ရောက်တော့မယ်နည်းနည်းပဲလူတော့တယ်โอเคအေးညရောက်နေပြီလောက်ကြပါဦး
ငါပါလာတဲ့ zombie လေးတွေကြိုက်သွားမဟုတ်ပါပါလာတဲ့ villager လေးတွေ zombie ကြိုက်သွားရင်တော့မသိဘူးဟေ့မြန်တော့အိမ်မှာရမှာမြန်ဝင်မှာ okay villager တွေရောက်လာဆိုအိတ်လိုက်တော့မယ်အမလေးအာမောတော့လာပဲအာကန်ကောင်းလို့မနဲ့ကိုမြန်ရောက်သွားနမဆိုလို့ရှိရင် villager တွေ zombie အစာဖြစ်သွားလိမ့်မယ် okay သွားမယ် okay ပြီးရင်ကျွန်တော်ပိတ်လိုက်တော့ okay အဲ့ဒါမှထွက်လို့မရပါလားဟုတ်တယ်မဟုတ်လားပြီးရင်အဝေးကနေကျွန်တော်လှီတော့လှန့်ဖြတ်အောင်မယ်ခဏနေအောင်လောလောဆယ်ကတော့မိသွေးလေးနဲ့ဟိုမိတိုင်းလေးလှုပ်လာအောင်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမအထဲထဲမှာအကောင်တွေရောက်လာမှာဆိုလို့ဒီလိုလေးလှုပ်ထားလိုက်မယ်လင်းအောင်ပေါ့နော်โอเคပြီးရင်အဲ့ကောင်တွေဇွန်ဘီဝင်လာကြိုက်မှာဆိုလို့ကျွန်တော်နည်းနည်းလေးအကာရန်လေးလှုပ်ထားမှာရဇွန်ဘီကပြောမရဘူးအဲ့လိုမျိုးကြိုက်တတ်တယ်โอเคပြီးရင်လှီလေးကိုဖြတ်လိုက်မယ်โอเคရပြီဗီဒီယိုနှစ်ကောင်โอเคဆိုတော့မိုင်းလာတဲ့ oxygen နေနေပေါ့နော်ကျွန်တော်ဒီမှာ enchanting table တစ်ခုလုပ်လိုက်ပါတယ်ကျွန်တော်ရဲ့ diamond armor လေးတွေဟိုကအဆင်ပြေအောင်လို့ပေါ့နော် enchant လုပ်အောင်ဒါပေမဲ့ခက်တာကျွန်တော် XP ကတော့ရှိရဒါပေမဲ့စာအုပ်တွေမရှိတော့နည်းနည်းအကျက်ရိုက်နေတယ်โอเคဘာဖြစ် protection 1နဲ့တော့ enchant လုပ်လို့ရဆိုအဆင်ပြေပါတယ်ဘုံလုံး protection 1ပဲယူလိုက်တော့မှာပေါ့နော်အဲ့ဒါတွေပြီးတော့ကျွန်တော်ရဲ့ဒီနားလေးမှာအဲ့ဒီဗာလဲကျွန်တော်ရွာသားတွေဗီလီဂျာတွေထည့်ထားတဲ့အိမ်ရဲ့ဘေးနားလေးမှာပေါ့နော်ကျွန်တော် nether portal လေးတစ်ခုစောက်ဖို့လုပ်ခဲ့ပါတယ်နောက်ဆုံးတော့ဒီလိုပုံလေးထွက်ပြီးကျွန်တော်မျက်လုံးထဲမှာတော့လှရလို့ထင်ပါတယ်မိုက်သလားလို့ပဲလေဟုတ်တယ်မဟုတ်လားပြီးတော့အပေါ်မှာနည်းနည်းတင်လိုက်ပါဦးမယ်ဘလော်လေးโอเคဒါကောင်းတယ်ဟုတ်တယ်မိုက်သွားပြီโอเคဒါဆိုတော့ကျွန်တော်ဒီလိုလေးပဲထားလိုက်မယ် oh my god မိုက်တယ်ကွာတော်လိုက်တယ်လားဟုတ်ပါစတာပါကဲဒါဆိုတော့ကျွန်တော်ညရောက်နေဖြစ်တဲ့အတွက်မြန်လေးသွားအိတ်လိုက်ကြအောင် let's go ကဲမနေ့လည်းရောက်ပြီဆိုကျွန်တော်လှုပ်ရှားရှာလှုပ်လိုက်အောင်မယ်အဲ့လိုနဲ့ကျွန်တော်လည်းမထိုးဆိုပြီးတော့အဲ့ဒီ sugar cane fan လေးလည်းဆောက်ဖြစ်လိုက်တယ်ပေါ့နော်စိုက်တာဘာမှမမြင်အောင်ရမြင်ရ okay ဒါကြီးကျွန်တော်အများကြီးဖြစ်လာရှိတော့စောင့်အောင်မယ်ဒီတိုင်းတော့မရအောင်ဟာနောက်ဆုံးတော့ကျွန်တော်ရဲ့တကားကြီးဖွင့်လို့ရမိုက်တယ်ဗျာဒီနားလေးမှာဒီလိုလေးပေါ့အဲ့လေအဲ့နဲ့ကျွန်တော်လဲ diamond armor ရဲ့ enchant လောက်ပြီးလို့ရှိရင် golden apple လေးတစ်ခုနှစ်ခုလောက်လောက်ပြီးတော့ခါကျကျွန်တော်လဲ nether ထဲကိုထွက်လာခဲ့လိုက်တယ်ပေါ့နော်အိုးခဏလေးဒီနားမှာလဲငါလဲ okay gas ကြောက်ရတယ်ဒီနားမှာဆိုကြောက်ရတော့ gas ပဲအခုကကျွန်တော်ဟိုဘက်ကဒါနဲ့လာတွေ့တယ်အဲ့ဘိုင်းကိုကျွန်တော်ခေါင်းနာမည်မေ့သွားပြီ holy bro နေတာကြီးကဒီလောက်တော့ကြောက်ဖို့ကောင်းအဲ့လိုနဲ့ကျွန်တော် spawn ကျွန်တော်အဲ့ portal ဆောက်ထားတဲ့နေရာအဆင်မပြေအောင်နဲ့ကျွန်တော်လည်းနေရာလေးနည်းနည်း chat ပြီးနေလုပ်လိုက်တယ်ပေါ့နော် holy တို့ okay ကျွန်တော် nether portal ကိုလှဆင်နေတော့ဒီမှာ gas ကဘယ်လောက်တောင်းကြမ်းလဲဆိုလို့ရှိရင်ဒီအထီကိုဝင်လာတာပေါ့နော် oh I got a new music this let's go oh my god oh hey chill bro music this အသက်ရလိုက်တော့ဒါအခုကျွန်တော်အခုဘာရှင်းမှာနောက်ပိုင်းဘာရှင်းမှာပါလာတဲ့ဟာလေ oh late bro အဲ့လိုနဲ့ကျွန်တော် nether ထဲမှာ explore လုပ်မယ်ဆိုပြီးသွားလိုက်တာအဲ့မှာဇလန်ကစရော okay ဆိုတော့ဟိုဘက်ကိုသွား oh my god bro ကြောက်စရာအေးစေးပေါ့မလို့ကြောက်စရာကြီးနေမေအဲ့လိုနဲ့ကျွန်တော်ကလည်းဘာလို့မှမသိရနဲ့နည်းနည်းလေးကြောင်သွားတယ်ပေါ့နော် 1 hour later okay oh my god bro
Okay, bye. Oh my god. Damn, bro. Holy. That was so close. What turned out? Oh, yes. ဒါမဲ့နောက်တစ်ခါသွားရင်တရုံမှာခဏတရုံကအပေါ်ဘယ်လိုပြန်တက်ရမလဲအဲ့ဒါဆိုရင်ကိစ္စအဲ့မှာကြောင်ထပ်ပြအောင်ပါ Oh my god ကြောက်စရာကြီးကလည်းကွာတေးလိုက်အဲ့လိုနဲ့ကျွန်တော်လည်းအမှတော်တော်လေးထွက်ဖို့အတွက်ကျွန်တော်တော်တော်လေး big lane စီကနေရောင်းဝယ်တွေပါတယ်လို့ရတယ် drawing gas တွေလည်းရလိုက်တယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော် fire resistance တွေဝယ်ပြီးတော့ကျွန်တော် Later. Libby မနေနိုင်တော့ Okay ပါ Oh my god အော်ထင်တော့မထင်ဘူးဟေးနေတာတွေကနေလွတ်သွားမယ်လို့ Oh my god အဲ့ big lane ကအရန်ကြီးစုတင်နေသေးလား big lane ကြီးစုလို့အများကြီးပဲကျွန်တော်နေတာတွေကနေ big lane ထွက်ပြီးတော့ရလာတယ်အဲ့ဒီ drawing gas လေးနဲ့ကျွန်တော်ရေလေးတွေယူရဲ snowball လေးတွေနဲ့အဲ့ကောင်ကိုကြီးအောင်လုပ်ပေးရတယ်ပေါ့နော် Okay white hammers လေးတက်လိုက်မယ်နောက်ပိုင်းကျမှအယောင်တွေပြောင်းလာရလို့မလို့ Oh my god let's go That is so cool bro That is sick Oh my god Damn bro Oh my god Hey bro ပြန်လေးခံကြည့်ပြီးတော့တစ်ဖက်တစ်ဖက်ကနေပြီးတော့ငွေရအောင်လဲကိုကြီးပြောအောင်လို့တောင်းဆိုချင်ပါတယ်ကဲဒါဆိုတော့ view လေးစီပြန်သွားလိုက်အောင်အဲ့လိုနဲ့ကျွန်တော်ရပောင်းများစွာကြာပြီးတဲ့နောက်မှာတော့ကျွန်တော် Minecraft ထဲမှာချမ်းသာရနီကိုလုံနီးထပ်တည်သွားပြန်တယ်အဲ့ဒီအခုပြကျွန်တော်အရင်တစ်ခေါက်ကလိုမျိုးကျွန်တော်တခုတွေ့ထားတယ်ကျွန်တော်ရဲ့အရင်ဟောက်ကောဗီဒီယိုကြည့်ဘူးတဲ့သူတိုင်းဆိုလို့ရှိရင်မှတ်မိပါတယ်ကျွန်တော်အရင်ခဏကိုကြီးပြောက်သွားရှော့ကျွန်တော်အရင်ဟိုမှာလုံးကကျွန်တော်လုံးဝတတိဖြစ်ခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် glitch တစ်ခုရှိခဲ့လို့အကိန်းထဲမှာကဲအခုကကျွန်တော်အဲ့ glitch ကိုနောက်တစ်ခေါက်ပြန်တွေ့ခဲ့ပြီဆိုတော့နာစမ်းကြည့်ပဲအဲ့လိုနဲ့ကျွန်တော်လည်းပြောရတာနေမယ်လောက်တာတော့မြန်တယ်ဆိုပြီးတော့ကျွန်တော်တန့်ချက်ချင်းကိုလှုပ်ပလိုက်ပါတယ်အဲ့ဒီဟာယူပစ္စည်းရရှာပြီးတော့ကျွန်တော်ပွားလိုက်ပြီ3 Okay ကျွန်တော် because ကတော့ upgrade သွားတယ်ပစ္စည်း2တဲ့ Damn Okay ဒီညကတော့ကျွန်တော်အိတ်လိုက်အမလို့ဖိုင်gas ကြီးကလည်းလက်နောက်လည်းအိတ်လိုက်အောင်ဟုတ်ရအခုကစပြီးတော့ diamond မှာဝတ်တော့iron နဲ့မလို့တော့let's go အဲ့လိုနဲ့ကျွန်တော် day 44ကနေ day 55ကတော့ကျွန်တော်အဲ့ Christmas နေ့ဖြစ်တဲ့အတွက် Christmas တပင်လေးလုပ်နေရတဲ့ကျွန်တော်အချိန်ကုန်ဆုံးခဲ့ပါတယ်ပြီးတော့ Christmas ညကြီးလည်းသက်ရှင်ခဲ့သေးရပါတော့ Okay ဒီနေ့ကတော့ကျွန်တော်ရဲ့ Christmas ညလေးမှာChristmas trailer နဲ့အတူတူပျော်ရွှင်လိုက်ရပါတယ်AC လေးထိုင်လိုက်ပါအောင်အဲ့လိုနဲ့ day 56မှာတော့ကျွန်တော်တွေအလုပ်ကြီးကန်ကြီးကိုစလုပ်ရပါတော့တယ်အဲ့ဒါကတော့ကျွန်တော်ဘာလဲဆိုတာကိုတော့ကျွန်တော်တွေစက်ကြည့်လိုက်ကြရအောင်ရှေ့မှာဘယ်လိုဆက်ဖြစ်လာမလဲ Let's go မင်းသားတွေဒီရောက်နေတာ Okay ဆိုတော့ဒီရောက်ထက်ကနေကျွန်တော်ဘယ်ကိုသွားရမလဲအရင်ဆုံးနေရာရှာမယ်ပေါ့နော်Okay အခုကတော့ကျွန်တော်တွေက passion ကိုရင်သွားဖို့မျှော်လင့်နော် Let's go ဘယ်ဘက်မှာလဲတော့မသေးကြဘူး Okay တခြားလေးတော့မယ်ရေးတယ်နက်မီတက်ပြီပဲဘာမှလုပ်မရတော့ကျူတော့ပြောလာဗျငါတကယ်ချိုက်ဆိုမင်းထိအောင်မထိစီအောင်ထိပါရထိအောင်မထိစီအောင်ဆိုပြီးနည်းနည်းလေကြီးလိုက်တာနှစ်ခါတော့တီးပလိုက်တယ်ဟာအဲ့လိုနဲ့ကျွန်တော်အဲ့ဘက်ရှင်မလေးတော်လူလေးယူပြီးတော့လေကျွန်တော်လည်းအိုက်ကနေပြီးတော့ထွက်လာလိုက်တယ်ဗောနော်ဒီလဲ59ရောက်သွားတယ်ဒါပေမဲ့ထွက်လာလိုက်တယ်အဲ့လိုနဲ့ကျွန်တော် fortress ကိုရောက်တော့ခါကျတော့ကျွန်တော်လည်းအဲ့မှာ fortress မှာလိုက်ရှာတယ် place တွေလည်းတက်ပြီးပါတယ် place တော့လည်းယူပြီးသားပဲဗောနော်အဲ့နဲ့ကျွန်တော်အောက်ကနေအဲ့ nether word တွေယူဖို့ကျွန်တော်လုပ်တယ်အမှန်တကယ်ယူလိုက်တာပါယူဖို့လုပ်တာမဟုတ်အကုန်လုံးကိုယူလိုက်တာတခုမချမ်းယူလို့ကောင်းတော့အဲ့နဲ့ကျွန်တော်လည်း nether fortress ကနေပြန်လာပြီဆိုတော့လေကျွန်တော်လည်းအိမ်ပြန်လိုက်တယ်ဗောနော်ဘာလို့လဲဆိုတော့ nether fortress ကတော့ပြန်လာပြီပဲဘာမှမလုပ်တော့လေအဲ့နဲ့ကျွန်တော်နောက်ဆုံးမှာတော့အိမ်ကိုရောက်ခဲ့တဲ့ဒီ58အဲ့မှာကျွန်တော် nether word တွေလည်းပြန်ဆိုင်ခဲ့တာပါနော်ပြီးတော့ခါကျအဲ့မှာကျွန်တော်
ငကားသွားတတ်ဖို့အတွက်စလုပ်ပါတော့ဘာလို့လဲဆိုတော့ကျွန်တော်ငကားတက်ဖို့ကရေးကြီးရလေဆိုတော့ကျွန်တော်ငကားသွားတတ်ဖို့အတွက်အမှအမိုင်လည်းဆင်းမြင်လိုက်တယ်ပေါ့နော် Nether Right ကိုတိုင်းမွန်းကနေပြီးတော့ဘက်ရှင်နဲ့ရောက်တော့အမှဘက်ရှင်ကနေလူတွေအများကြီးတွေ့လူတွေကနေပြီးယူလိုက်တာပေါ့နော်အစ်စေးပါပဲဘွားတွေကတရပါတယ်ဘာမှမဟုတ်အဲ့လိုနဲ့ကျွန်တော်မတော်ခင်ရလေးမှာနည်းနည်းပြင်ဆင်တာနဲ့ဆိုရင်နည်းနည်းကြာသွားတယ်လေဒီက65လောက်ထိရောက်သွားပါတော့ကျွန်တော်တော့ဘလို့ရောက်တော့လည်းမသိဘူးဘာလို့လဲဆိုတော့ဒီကြားထဲမှာလေကျွန်တော်နည်းနည်းပြင်ဆင်နေသေးရအောင်အမှားရောပါရောအားနဲ့ကျွန်တော်လည်းဒီ60လောက်ကနေထွက်တယ်ခီးတွေထွက်တယ်စတိုက်ထွက်ရတယ်ပေါ့နော်ကျွန်တော်လည်းမောပါတယ်စတိုက်သွားတာလုံးဝ share ခီးသွားတာမှ share သွားရတာပေါ့နော်အဲ့လိုနဲ့သွားခဲ့ပါတယ်အဲ့လိုနဲ့ဒီ67အောင်လည်းရောက်သွားရပါတော့အဲ့ဒါလည်းသွားတော့မဲဆက်သွားလာအဲ့လိုနဲ့ကျွန်တော်နောက်ဆုံးမှာ day 70မှာတော့ကျွန်တော် mansion ရောက်တာနဲ့ကျွန်တော်အဲ့ mansion ကနေပြီးတော့ total of fine time နေလိုက်ယူပါတယ်နှစ်ခုသုံးခုလောက်ဆိုရတစ်ခုနှစ်ခုလောက်ဆိုရပြီဆိုတော့ကျွန်တော်ဒီမှာပထမဆုံးတစ်ခုကိုလည်းရယူလိုက်တယ်ဒုတိယတစ်ခုကတော့ကျွန်တော်ယူခဲ့လိုက်တယ်ဒါမှထားလိုက်ပါတော့အဲ့လိုနဲ့ကျွန်တော် strong hold ပြန်သွားရှာခဲ့ပါတော့အဲ့မှာ strong hold စတွေ့တော့အဲ့မှာဇလန်းကစပြီstrong hold နဲ့ရှိတဲ့တွေ့တော့ခါကျကျွန်တော်လည်းတန်းသွားလိုက်တာအဲ့မှာအောက်ကိုတဲ့တယ်ပဲမိုင်းတယ်မတွေ့တန်းတွေ့တာတန်းတွေ့တာအဲ့လိုနဲ့ရောက်သွားပါတယ်အဲ့လိုနဲ့ကျွန်တော်အဲ့မှာအဲ့ယူခဲ့သေးရပါတော့ပစ္စည်းရလေ day 74မှာတော့ကျွန်တော် strong hold တွေ့သွားတယ်အဲ့ဝင်ကဘာရက်နေလွတ်သွားတယ်အဲ့မှာအဲ့ဆိုအန်တာနဲ့ portal ကိုဖွင့်လိုက်တယ်ဟိုမှာလှပနေရောပဲပြီးတော့ခါကျကျွန်တော်အဲ့ကိုသွားဖို့တော့ဗာပစ္စည်းလူသေးလည်းနည်းနည်းပြန်ဆန်းဆက်ရတယ်ပြီးတော့ခါကျကျွန်တော်သွားလိုက်ပါတယ်ကြောက်စီရတယ်အားနဲ့ရောက်တော့ခါကျကျွန်တော်လက်မနေဘူးဗျာတကားပြောတာနှင်းနေမယ်လက်ကတော့မနေဘူးအားနဲ့ငကားတန့်တက်လိုက်တယ်တကားနားကိုအေးရောဒီမှာအေးဆေးပဲငကားကြီးမြန်ဖြုံသွားတယ်တိန်းဆိုဟာတနာနော်ဒီဟာအဲ့တော့ကျွန်တော်တက်တယ်တက်ရင်းနဲ့သိသွားပါတယ်ပြီးတော့အဲ့ကောင်သိသွားမှတော့အေးဆေးပဲလေသူ့ဘေးနားနေ level လိုက်ယူမှအဲ့ဒါစောင့်နေရခဏလောက်စောင့်နေပစ္စည်းနည်းနည်းပြန်ကြည့်ရအောင်နော်ဘာမှမလို့သေးလေငါရပြီလားဆိုအမှနောက် level ရတော့လေယူလိုက်ပါတယ်အမှ level ရအများကြီးကိုတက်သွား40လောက်ထိရတယ်အမှငကားဦးလည်းယူလိုက်တယ်ပေါ့နော်ငကားဦးကလည်း let's go ဖြားပါသုံးနေတာတစ်ခုပဲလीအားနဲ့ကျွန်တော်အလိုက်ထွာရယူဖို့အတွက်အမှ import တဲကနေသွားလိုက်ပါတယ်ဆိုတော့ကျွန်တော်ရောက်သွားတာနဲ့ကျွန်တော်တန်းပြီးအလုပ်ကစလုပ်တော့ဘာလုပ်လဲဆိုတော့သွားရှာတယ်အလုပ်လीအမှမတွေ့ဘူးရှာနေခဏလေးကြာတော့ခါကျကျွန်တော်တွေ့သွားတယ်အမှ NCD အဲ့ဒီ NCD မှာလည်းကျွန်တော် unship လဲပါပါနော်အဲ့ unship ပါနဲ့ကျွန်တော်လည်းသွားလိုက်ပါတယ်အမှ short guy လည်းတက်လိုက်တယ်မျက်စိနောက်အဲ့ဒါနဲ့ကျွန်တော်ဒီမှာ diamond တွေရတယ်ယူတယ်အမှ diamond ဖက်နက်တွေယူတယ်နောက်က short guy လိုက်ပြီးအဲ့နဲ့ကျွန်တော်ပစ္စည်းတွေယူတယ်ပြီးတော့ခါကျ unship စီသွားပြီးအမှ short guy တကောင်ရှုပ်နေတက်လိုက်တယ်အဲ့ဒီဆိုယူတယ်လို့ပြီးတော့ခါကျကျွန်တော်အမှ alight ထွာလဲယူပါသေးတယ်ဒီပုံမှာမြောက်နေလို့ခက်အဲ့နဲ့ကျွန်တော် favorite အမှ chest နှလုံးဖွင့်တယ်အုတ်ထုတ်ကနေစတွေ့တာပဲဘာဖြစ်ယူလိုက်ပါမယ်ဆိုမန်တင်ပါမန်တင်အဲ့ဒါတခုတော့ကောင်းတယ်နောက်ပိုင်းမှာလေအဲ့မန်တင်ကစတော့ကမလိုဘူးမှတ်တာနောက်ပိုင်းမှာတကယ်လိုးလာတယ်မန်တင်ကဘလို့လိုမှန်းလည်းမသိဘူးတကယ်လိုးလာတယ်နောက်ပိုင်းမှာအဲ့ခါကျအဲ့ဒီဘက်မှာယူထားမိရတကယ်ကောင်းတယ်ပေါ့နော်ဒါပြကျွန်တော် alight ထွာလေးကျွန်တော် favorite လေးမှပြီးတော့ကျွန်တော်ပြန်ခဲ့လိုက်တယ်အမှတကားကောင်းလေးယူလိုက်သေးတယ်တကားကောင်းလေးရှိတဲ့နဲ့ဆိုပြီးတော့ခါကျတော့အဲ့မှာထူတော့ပါဘူးဆိုပြီးတော့တမောကနေလစ်လိုက်တော့အဲ့မှာ embroidery နဲ့အိမ်ကိုပြန်ဖို့လုပ်တယ်ဒီအဲ့မှာ entrepreneur ပြစ်လိုက်တာ entrepreneur ခွတ်တိမရောက်ပဲဘယ်နှရောက်သွားမှလည်းမသိဘူးအဲ့မှာကြောင်ပြောင်နေသေးတယ်မှပြီးတော့ခါကျမှဒီလုံးမယ်ထပ်ပြဖို့စဉ်းစားပြီးပြစ်လိုက်တယ်ပေါ့နော်အဲ့တော့မှမရဘူးရှင်းနေတဲ့လူကမှရတာအဲ့နဲ့ကျွန်တော်လည်းပြန်ရောက်တော့ခါကျတော့ကျွန်တော်အိမ်ကိုကျွန်တော်ပြန်ဖို့လုပ်ပါတော့တယ်အဲ့နဲ့ပြန်လိုက်တယ်ဝင်လိုက်တဲ့အချိန်မှာကျွန်တော်အိမ်ကိုရောက်သွားဒါတော့ကျွန်တော်ရဲ့ frost spawn point ပဲဖြစ်ပါတယ်ကျွန်တော်ဒါပထမဆုံးကျွန်တော် sat spawn နဲ့ day 1တော့ရောက်ခဲ့တဲ့နေရာလေးပေါ့နော်ပြန်ရောက်ခဲ့တာပါပဲပါဖြစ်ဆိုတော့ခါကျအားနဲ့ကျွန်တော်အိမ်မှာလိုက်တယ် spawn point နဲ့နီးနီးလေးပဲဆိုတန်းရောက်သွားတယ်ဒါကတော့ကျွန်တော်2025နေ2026ကိုရောက်ခါနေအထိမ်းမှန်နဲ့စောက်ထားရလေ2025နေ2026ရောက်တဲ့အထိမ်းမှန်နေနဲ့ရေးထားတယ်နဲ့ကျွန်တော်တို့2026ပြလိုက်တယ်ပေါ့နော်အားနဲ့ကျွန်တော်ပြန်ဖတ်နေရတယ်အဲ့နေတော့က3ရက်ပေါ့နော်တလားပဲအားနဲ့ကျွန်တော်လဲဒီမှာအမွာလည်းအဆင့်နေမြင့်လိုက်တယ်ဒီမှာဓာတ်ဝအဆင့်မြင့်လိုက်တာကိုရီးယားအဆင့်မြင့်တယ်မြင့်လုံးမြင့်လိုက်တာအလိုက် try လေးအစေးပဲအားနဲ့အဲ့ဒီ 82မှာတော့ကျွန်တော်ကနည်းနည်းလေးအသေးစမ်းလို့ချိန်ကြောက်ပြီဆိုပြီးတော့ morphan ဆောက်ဖို့လုပ်တယ်အဲ့မှာ morphan အဓိကလိုတာကြောက်တုံးမှာအားနဲ့ကြောက်တုံးတွေလိုက်ဖြတ်တယ်လေလိုက်မိုင်းတာပေါ့ကွာအဓိကတော့အဲ့ morphan လုပ်လို့ရှိရင်အဲ့ကြောက်တုံးကအလူဆုံးမှာကြောက်တုံးအများကြီးစတက်တွေအများကြီးလိုတာပေါ့နော်အားနဲ့ကျွန်တော်အဲ့မှာအလုတ်ကဆက်ရှုပ်သွားအဲ့မှာ
စတိုက်လောက်ရတာတော်တော်လေးလှုပ်ရှုပ်တယ်အဲ့အပိုင်းကလေအမှနောက်ဆုံးဒီ87မှာတော့ကျွန်တော်ကကြောက်ခဲအကုန်လောက်သွားတယ်82ကနေမှန်းရတယ်87နေဆိုတော်တော်လေးကြာတယ်အားနဲ့ကျွန်တော်ကလည်းအဲ့မော်ဖန်ကြီးစဆောက်ပါတော့တယ်အမတက်တာလေးနှလုံးချအမဟော့ပါလေးချဟုတ်တယ်အစာပိုင်းကဟုတ်နေတာပဲဘာဟုတ်နေလဲတော့မသိဘူးစတုံးနေလဲချဟုတ်တယ်ဗျအမအပေါ်လေးတက်ဟုတ်တယ်အဲ့လိုမျိုးတွေပတ်လောက်ရသေးရပေါ့နော်အမဘေးမှာဘလော့တွေကြာတော့ပြန်တော့ဖြတ်နေရသေးတယ်အားနဲ့ကျွန်တော်အမစလောက်တာပဲဒါလည်းလောက်တာပဲဒီအပိုင်းနဲ့လောက်တာပဲအများကြီးတော့ထပ်ယူပါသေးတယ်အဲ့လိုမျိုးတွေလည်းစောက်တယ်ပြီးတော့ကျွန်တော်နောက်မှာတော့ကျွန်တော်ရဲ့သူငယ်ချင်းမောင်ဝမ်းကြီးခေါ်လာတာပေါ့နော်ဒီမှာအောက်မှာနေတက်လေးမြင်နေရတယ်ကျွန်တော်ဝါတဲ့အိမ်ခေါ်ဆောက်ခိုင်းထားတာအဲ့မှာတူတန်တွေရောအကုန်ပေးထားရတယ်မသိအောင်အဲ့ကောင်ဘဲတာလုံးဝအိမ်ဆောက်ရမ်းကျွမ်းတာနှုတ်ဆက်ခိုင်းရအဲ့ကောင်အဲ့လိုနဲ့ကျွန်တော်သူငယ်ချင်းကိုလည်းကျွန်တော်ဝါထဲမှာခေါ်လာလိုက်သေးရပါနော်အဲ့သူ surprise attack ဆိုပြီးတော့ခါကြလက်ကြိုက်သွားနေပြီ Later. အဲ့နဲ့ခဏကြာပြီးတဲ့အချိန်မှာကျွန်တော်ဒေးတရလည်းကြော်သွားပြီကျွန်တော်ဟာရလည်းဆောက်လုပ်ပြီးသားပဲဖြစ်ပါတယ်အဲ့တော့ခါကျဒီဟာကြီးကတော်တော်လေးမိုက်တယ်မော်ဖန်ကြီးကကျွန်တော်စောက်ဖူးသမျှတွေမှာအမိုက်ဆုံးပဲပေါ့နော်တော်တော်အချိန်နဲ့တော်တော်ကြာပေးရတယ်ဒီ80ကနေဒီ100ဆိုတော့မင်းနေတာတော့မဟုတ်ဘူးပေါ့နော်အဲ့နဲ့ကျွန်တော်မော်ဖန်ကြီးနဲ့ပြီးဆုံးသွားတဲ့အချိန်မှာတော့အေးသေးပါပဲဒါပေမဲ့ကျွန်တော်အားဟာကိုမကြည့်နဲ့သေးဘူး automatic ဖြစ်အောင်လို့ကျွန်တော်ကအမှ find တဲ့နေပါယူပြီးတော့ခါကျတေချာလေးပြန်ပြင်လိုက်တယ်ပေါ့နော်ဒါကတော့ automatic killing machine ပဲဖြစ်ပါတယ်ဒီကနေပြီးတော့ကျွန်တော် HP လည်းရတယ်လူတွေလည်းရတယ်ဆိုအားနဲ့ကျွန်တော်သူငယ်ချင်းလည်းအိမ်မှာမင်းအတွက်လမ်းလေးလုတ်ပေးထားတယ်ဆိုလာပြနေကျွန်တော်လည်းတွားကြည့်နေရတယ်ပေါ့နော်တော်တော်လေးတော့မိုက်ပါလေဆိုပါအားနဲ့ကျွန်တော်သူငယ်ချင်းနဲ့ဒီ100အမှတ်တရတဲ့ပုံလေးလည်းရိုက်လိုက်သေးပါတယ်ဟာတော့ကျွန်တော်ရဲ့ပြီးသွားပြီပေါ့နော်ကျွန်တော်ဒါဆောက်တာပြီးသွားကျွန်တော်လည်း level လောက်တယ်သူကလည်းကျွန်တော်ရဲ့ wall ထဲမှာအိမ်လေးတစ်ခုဆောက်ပေးရပေါ့နော်ဒီကတော့ကလည်းသူကလည်းအိမ်ဆောက်တဲ့နေရာမှာ PPP လည်းကျန်းတယ်ကျွန်တော်ကဒါ Nobel sorry အမှသူကတော့တူတန်ကျစ်သွားတယ်တဲ့ကျွန်တော်ဒါ file accept ကိုပါတာကိုဒီမိုက်ကနည်းနည်းပြန့်သွားတာပေါ့ကဲဒါဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲအလုံးမဲ့အစနေဆုံးထိရှိပေးသားလို့ကျေးဇူးတင်ပါတယ်ပြန်လေးခံပြီးကြည့်ပြီးသွားတဲ့လူတွေတော့လည်းကျေးဇူးတင်ပါတယ် subscribe လေးလည်းလုပ်ခဲ့ပေးကြပါအောင်ကဲဒါဆိုတော့နောက်ဗီဒီယိုကျမှတွေ့မယ်နောက်ဗီဒီယိုအဲ့လိုနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီမှာပဲဆုံးတက်လိုက်ပါတယ်ဒါဆိုတော့ကျွန်တော်နောက်ဗီဒီယိုကျမှတွေ့ကြရပါပေါ့ဒီ200ကိုလည်းလုံးဝမလားဆိုတော့ကိုလူလူတွေပြောပြသွားအောင်လို့တောင်းဆိုချင်ပါတယ်ကဲဒါဆိုတော့ bye bye see you next time